မရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမှန်းစားတမောင်လွမ်းသည်လွမ်းသည်ဟောဝဲမသည်မိုးကုတ်စဝိုင်းမုံကြီးပြားတလီညူရောက်တန်းဓာတ်တော်ကလေးစီမန်းစားမြော့ကြီးစိတ်ညူညူရောက်သွေးနေတော်ပြူပြူပြားစေဒီအပြားရမိုးသာအောင်မှာစေးရီချဲပကြီးကားတစ်ချက်ပမာရင်နဲ့ရှူမပြောမစုံအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလောရင်လဲတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြင်အောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်သာဘဝရှိတွေ့သာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီတာအရောက်ပြန်လာခဲ့တော့ညီရောက်တာတော့ကြာတယ်လေအမေနဲ့မိရွာကလေးစီမြင်အောင်မှန်းစားတာမှမှန်းမိတယ်ဟိုးဝေးစီမှာမုန်းကုစဝမ်းရှိတဲ့ပြန်ရောက်ဘုရားအောက်မှာချမ်းတော်လေးရှိတဲ့အမိရွာလေးစီကိုတာတန်းတာငေါမိနေတယ်လေဟိုးငယ်စဉ်ကလေးဘဝကဆိုအမိနဲ့အတူတူကလေးကိုတော်ရင်လေတဲ့စင်းသားမျိုးတာမှတတိယမိတဲ့အမိဒါကြောင့်လေတားရဲ့ရည်ချက်တွေပြည့်တဲ့နေ့ကြရအမိနဲ့အမိရွာလေးစီကိုတားရောက်ပြန်ခဲ့တယ်အမိသားရောက်ပြန်ခဲ့ပါမယ်အမိဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရောက်မည်ဝါဆိုဝါကရေပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလောရင်လေတဲ့စင်ကတတိယမိသေးအမေပေးတဲ့တောင်းကြည်ပါမည်သာဘဝရှိတွေ့သာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီသာအရောက်ပြန်လာခဲ့တော့